အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာ GE Math Chapter 3 Decimal Numbers and Operations သင်ခန်းစာကိုဒီချက်ဝေရရှင်းပြသွားမှာပါဒီခြေတော့တော့ဆက်ပြီးတော့ပြင်မဲ့ဟာတော့ decimal numbers ကိုကြောင်းပြန်ဖြစ်ပါတယ်အဲ့တော့အခုဒီခြေတော့က decimal ဆိုတာကဒသမအဲ့ဒီဟာလေးကဒါဒသမကိန်းအဲ့ဒသမကိန်းရဲ့ခြေတော့ကအရှိနော်ဒသမကိန်းရဲ့အရှိခုနေရာဆိုရင်ဒီခြေက ones လို့ခေါ်တယ်အဲ့တော့10နေရာဆိုရင် tens ရာနေရာဆိုရင် hundred ထောင်နေရာဆိုရင် thousandအဲ့လိုမျိုးခြေရသွားတယ်ပေါ့ဒသမကိန်းရဲ့အနောက်ဆိုရင်တော့ 10 100 1000 10,000အဲ့လိုသွားတယ်အဲ့တော့ဒီဒသမကိန်းရဲ့အရှိဒသမကိန်းရဲ့အနောက်ကိုသူကဘာမေးတတ်တယ်ဆိုတော့အနည်းဆုံးယူပေးပါဆိုပြီးတော့သူကမေးနေမိထားရှိတယ်အဲ့ခါကျရင်ကျတော့ဒသမကိန်းအရှိကိုရေးရတာမေးရတာဒသမကိန်းနောက်ကိုမေးရတာဆိုတော့သိဖို့လိုတယ်ပေါ့အဲ့ဒသမကိန်းအရှိရေးနည်းလေးကိုကြည့်မယ်ဆိုရင်1 10 100 1000ဒီတိုင်းပဲပေါ့ဒသမကိန်းရဲ့အနောက်ကိုမေးမယ်ဆိုတော့ TH တွေထည့်ပြီးဥပမာ10 100 1000အဲ့လိုမျိုးပေါ့ TH တွေထည့်ပြီး TH တွေထည့်ပြီးလို့ရှိရင်ဒါဒီဒသမကိန်းအနောက်ကိုမေးလို့ပြရဟောဒီမှာဆိုလို့ရှိရင် 25.386 အဲ့ဒါဆိုလို့ရှိရင်ဟောဒီမှာဆို5ဆိုလို့ရှိရင်ဆို1ပေါ့ခုနေရာ unit လို့ပြောလို့ရတယ်သူ့ရဲ့အရှိဆိုလို့ရှိရင်10ပေါ့နော်10နေရာဒသမရဲ့အနောက်ဆိုရင်10မှာစားတယ်ပြီးသူ့ရဲ့နောက်ဆို100အဲ့နောက်ဆိုရင်1000ဆိုပြီးတော့အဲ့လိုမျိုးပါပေါ့အဲ့တော့နောက်က scientific notation တော့တစ်ခါတလေဒီလိုခဏကြီးအရောက်ရှိနေအနောက်မှာ3ညအများကြီးပါတယ်တစ်ခါကြလို့ရှိရင်ခြေတော့ဘာလို့လို့ရလဲဆိုတော့ဒီပေါ့နော်သိပ္ပံခဏပေါ့နော် scientific notation ဆိုပြောင်းလိုက်လို့ရတယ်ဟောဒီမှာဒီခြေတော့ဘယ်ခဏမဆိုသူတို့ရဲ့ဟိုးနောက်ဆုံးမှာပါရှိတယ်ဆိုတော့ဒသမရှိတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါကို scientific notation ပြောင်းနေတယ်ဆိုရင် scientific notation ကဒီကျတော့လိုချင်တာဒီဒသမရဲ့ရှိမှာကိန်းကြီးတစ်လုံးပဲရှိရအဲ့ဒီမှာဆိုလို့ရှိရင်4500ဆိုရင်သူ့ရဲ့နောက်ဆုံးမှာဘာမှမပြောရင်ဒသမရှိတယ်အဲ့တော့ဒီကျကဒသမကိုဘယ်နဲ့ပဲကြာမှထားမှလဲဆိုတော့4နဲ့5ကြာမှထားအဲ့တော့ဒီကျဒသမလေးကိုရွှေ့လိုက်တယ်ဟောဒီပုံနဲ့တနေရာ2နေရာ3နေရာဆိုဒီကျရွှေ့လိုက်တဲ့အခါသူ့ရဲ့ဖြေပြီးပြောရအောင်လည်းပေါ့4.5ဖြစ်သွားတယ် into 10 power အဲ့ဒီမှာဒီချက်3နေရာရွှေ့လိုက်တဲ့အတွက်ကြောင့်10 power 3အဲ့10 power 3ဒီချက်ကအရှိကိုရှိရဖြစ်ကြောင်းဒါဒီ positive integer ဖြစ်တယ်ဟုတ်ပြီဒီမှာဆိုရင်ဒီလိုက် 0.0677 0.0677 ဆိုလို့ရှိရင်ဟောဒီမှာဒီချက်ကဒီကလည်းဒါကိုလည်း scientific notation ဆိုတဲ့အောင်တစ်ချက်ကဒသမရဲ့ရှိမှာကဏ္ဍတစ်လုံးကိုကျင်တယ်။အဲ့တော့ဒီချက်ရဲ့ဒသမကိုဘယ်နဲ့ပဲကြားမှာထားမှာလဲဆိုတော့6နဲ့9နဲ့ကြားမှာထားမှာ။အဲ့ဒါဆိုရင်ဒီချက်ဒသမကိုဘယ်နှနေရာရွှေ့ရမလဲဆိုတော့1နေရာ2နေရာ2နေရာအနောက်ကိုရွှေ့လိုက်တယ်။ဒါဆိုသူ့ရဲ့အဖြေဒီ 6.77 ဖြစ်ပါတယ် into 10 power 2နေရာရွှေ့တော့ကြောင့်2အနောက်ဆိုတော့ကြောင့် minus အဲ့တော့10 power minus 2ဆိုပြီးတော့ဖြစ်သွားတယ်။နောက်ကကျတော့ decimal အနေနဲ့4နံပါတ်ပြီးဆိုတော့ပေါင်းတာနှုတ်တာတူပါပဲပေါင်းတဲ့အခါကျရင် decimal ဆိုလို့ရှိရင်ဒသမပေါ့decimal မှာဆိုလို့ရှိရင်သူ့ရဲ့ဒသမလေးတွေရေးအောင်ရေးနေပြီးတော့မှပေါင်းမယ်ဒီမှာဆိုတော့ဒသမလေးရေးအောင်ရေးပြီးတော့မှနှုတ်ပေါ့နော်အဲ့လိုပဲစားမယ်ဒါကပေါင်းတာပေါ့ပေါင်းတာဆိုရင်ဆိုတော့ဒသမကိုရေးအောင်လုပ်ပြီးတော့ပေါင်းမှပြီးတော့ဒီလိုအဖြေမှန်ပါတွေ့တဲ့နေရာမှာတိုက်တူရေးပြီးတော့ပေါင်းလိုက်လို့ရှိရင်ဒီလိုမျိုးအဖြေလွှဲသွားတယ်နော်နောက်တစ်ခုကြောင့်ကျတော့ဒသမတွေညောက်မယ်ဆိုဒီမှာဆို15နဲ့ 6.5 နဲ့ကျွန်တော်ညောက်လိုက်တယ်ညောက်လိုက်တဲ့အခါကျလို့ရှိရင်ဟောဒီပုံမှာတော့ decimal နဲ့မှမရှိဘူးဟောဒီမှာ decimal တစ်လုံးရှိဒါဆိုလို့ရှိရင်ကျတို့အဖြေထွက်ရင်နောက်ကနေတစ်နေရာပြန်ဖြတ်ပေးရတယ်နော်1 decimal place ကိုပြန်ထားပေးရတယ်စားမယ်ဆိုလို့ရှိရင်ဟောဒီလိုရေးထားတယ်ဆိုရင်ဒါကဒသမနဲ့တွားပြီးတော့စားလိုက်တော့သူ့ရဲ့ဒသမဆိုတော့အပေါ်မှာလည်းဒသမနော်တစ်ခါတလေကြာရင်ဒီကျတို့ကဒီစားတဲ့ခဏကြီးက0.7ဆိုပြီးတော့
အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒသမပါနေတတ်တယ်အဲ့ဒါဆိုကျွန်တော်တွက်လို့မရဘူးတွက်လို့မရဘူးဆိုတော့ကျွန်တော်8.75အောက်မှာ0.7အဲ့ဒါဆိုရင်သူကျွန်တော်အောက်ကို30နဲ့မြောက်တယ်အောက်ကို30နဲ့မြောက်အပေါ်ကိုလည်း30နဲ့မြောက်ဒါဆိုရင်သူကအပေါ်က87.5အောက်က0.7အောက်က9ဖြစ်သွားတယ်9ဖြစ်သွားပြီဆိုတော့ကျွန်တော်စားလို့ရပြီအဲ့ဒါမျိုးကိုအဖြစ်ထုတ်တယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီကျွန်တော်ပေါ့နော်ဆိုတော့ဒီပြောတဲ့ decimal အကြောင်းတွေဖြစ်ပြောပါတယ်အဲ့ဒါဆိုဟောဒီ example 1ကိုကြည့်ပါအဲ့တော့သူကဒီမှာဆိုရင်ね round 1.09256 to the nearest thousand ဆိုတော့အနည်းဆက်ဆုံး1000ကိုဖြတ်ပေးပါ1000ဆိုတဲ့ဟာကဆိုတော့ဒီပြော decimal ဘာတွေက decimal လေအဲ့တော့ decimal ရဲ့အနောက်ဟုတ်ပြီနော်အဲ့တော့1000လို့မြည်တဲ့အတွက်ကြောင့်ဘယ်နှစ်နေရာလဲဆိုတော့ဒီမှာကြည့်လိုက်ရင်တစ်နေရာ3နေရာအဲ့ decimal ရဲ့အနောက်3နေရာကိုအနည်းဆက်ဆုံးဖြတ်ပေးပါအဲ့တော့ဒီကျတို့ကဒီကဏ္ဍမှာပြင်ကြည့်လိုက်တဲ့decimal ရဲ့အနောက်3နေရာဆိုတော့0ရယ်9ရယ်2ရယ်အဲ့တော့2မှာဒီကျဖြတ်ရဟုတ်ပြီနော်2မှာဖြတ်မယ်ဒါပေမဲ့2မှာဖြတ်မယ်ဆိုရင်2ရဲ့အနောက်ကိုပြန်ကြည့်လိုက်တဲ့အခါအနောက်ကကဏ္ဍ5ဖြစ်အဲ့တော့ဒီကျတို့ဒီနေရာကတင်တာနော်အနည်းဆက်ဆုံးလို့ဆိုအဲ့တော့ဒီမှာတကယ်ဖြတ်မှာ 1.092 ဆိုတော့ခြေ2မှာဖြတ်မှာဒါပေမဲ့ခြေတို့ဒီအနည်းဆက်ဆုံးကိုရမယ်ကောင်းပေါ့9ဆိုလို့ရှိရင်6ကျော်ရင်အရှိကိုတစ်တိုးတယ်ဒါကြောင့်မို့ 1.093 example 2မှာဆိုလို့ရှိရင်အဲ့လိုပဲ nearest 10ဆိုတဲ့အတွက်ကြောင့်ဒါလေးက10ဟုတ်တယ်နော်10ဆိုတဲ့နေရာဒီနေရာတော့ဒီချာ8.6ပေါ့တော့ဖြတ်မယ်ဆိုလို့ရှိရင်နောက်ကနဲ့လှမ်းကြည့်နောက်က3တော့4မကျော်တဲ့အတွက်ကြောင့်ဒီချာဒီ8.6ဆိုပြီးဖြတ်တယ်နောက်ကကြတော့ကျွန်တော် decimal တွေရှိပြီဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲဆို compare လုပ်ပြီးအဲ့တော့ compare လုပ်ပြရမယ်ဆိုလို့ရှိရင်ကလေးတို့သိရမယ်ဒသမနဲ့0 point ဆိုပြီးတော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒီကျတော့ဒသမနဲ့နီးလေတွေတတ်မှုကြည့်တယ်လေဟိုဟာအရှိကကိန်းပြည့်တွေဆိုလို့ရှိရင်ဒသမနဲ့ဝေးလေတွေတတ်မှုကြည့်တယ်ဟုတ်ဒီမှာဆိုရင်0.098 0.22 နဲ့ဆိုဒီကပူကြည့်နေဆိုတော့0.22 ကပူပြီးကြည့်တယ်ဟုတ်နေOh, you're not getting it. 0.22 ကပို့ကြည့်ဘာလို့0.22ကပို့ကြည့်လဲဆိုတော့ဟောဒီမှာဆိုဒသမရဲ့အနောက်မှာ2ဖြစ်နေပြီးတော့ဒီမှာ0ဖြစ်အဲဒါကြောင့်0.22ဒီပို့ကြည့်တယ်အဲ့လိုပဲ example 4မှာဆိုရင်တို့နှစ်ခုမှာဘယ်သူကပို့ကြည့်လဲဆိုတော့ 0.001 ကပို့ကြည့်ဒါကြောင့်လဲဆိုတော့ဒီမှာပို့ကြည့်လိုက်ရင်0.001 ဆို3လုံးမြောက်မှာသူက1ဖြစ်ဒီမှာက3လုံးမြောက်မှာဘယ်လောက်ဖြစ်လဲဆိုတော့3ညဖြစ်အဲဒါကြောင့်ဘယ်လိုပို့ကြည့်လဲဆိုတော့သူကပို့ကြည့်နော်အဲ့တော့ဟောဒီမှာဒီချက်နဲ့ decimal တွေကို compare လုပ်နော် compare လုပ်မယ်ဆိုလို့ရှိရင်ကြည့်ပါဦး25.099 နဲ့ 25.915 ဆိုပြီးပို့ကြည့်တယ်ဘယ်လိုပို့ကြည့်လဲဆိုတော့ 25.915 ကပို့ကြည့်ရဲဒါကြောင့်မို့သူ့ဘက်ကဒီချိန်ကအကြီးဖြစ်တော့เนาะဒါဆိုရင်ဒါ less than เนาะအော်ဒီချိန်ကဟိုလေးတယ်ပြောရတယ်เนาะဒါလေးဆိုလို့ရှိရင်ချိန်က greater than နဲ့ဟောတာလို့ဆိုလို့ရှိရင် less than ဖြစ်ပါတယ်ဒါလေးကတော့ equal sign ဖြစ်ပါတယ်ဟုတ်ဒီမှာဆိုလို့ရှိရင်သူကပို့ကြည့်ရပြတော့ဒီချိန်ကသူ့ဘက်ကိုကျေအောင်ထည့်ပြလိုက်တယ်ဒါဆိုဒီဘက်ချိန်ကသိပါတယ်เนาะ25.099 less than 25.915 okay သူတို့နှစ်ခုမှာဆိုရင်တော့ဘယ်သူကပို့ပြီးကြည့်ရဲဘယ်သူကပို့ကြည့်လဲဆိုတော့အရှိက 0.108 ကပို့ပြီးတော့ကြည့်ပါတယ်အဲဆိုတော့ဒီချက်ရှင်းပြတယ်လေသူက0ဒသမနဲ့ကက်ရဲ့နေရာသူက1ဖြစ်နေတယ်ဝက်မှာ0ပဲဖြစ်တယ်ဒါမှမဟုတ်သူပို့ကြည့်အဲ့ဒါ greater than number 3ဆိုရင်သူတို့နှစ်ခုမှာဆိုရင် less than ဘာကြောင့်လဲဟောဒီမှာသူကဒသမနဲ့3နေရာမှာသူက1ဖြစ်နေပြီဒသမရဲ့3နေရာမှာသူက0ပဲဖြစ်နေတယ်ဒါကြောင့် less than number 4ဆိုလို့ရှိရင်သူက greater than ဘာလို့ greater than ဖြစ်လဲဘာလို့သူကဒီမှာ0ဟောဒီမှာ6ဆိုတော့သူပိုကြည့်တယ်ဒါကြောင့် greater than သူတို့နှစ်ခုကတော့တူတူပဲเนาะအဲ့
12 ဟုတ်ပြီသူတို့နှစ်ခုဆိုဘယ်လိုပို့ကြည့်လဲအရှိကပို့ပြီးတော့ကြည့်တယ်ဒါကြောင့်လဲဆိုတော့ဒီမှာက1ဒီမှာက0ဟုတ်ပြီသူတို့နှစ်ခုကိုဘယ်လိုပို့ကြည့်လဲအနောက်ကပို့ကြည့်တယ်အဲဒါကြောင့် less than သူတို့နှစ်ခုဆိုရင်နောက်ကပို့ကြည့်ရဒါကြောင့် less than 9မှာဆိုရင်1.69401နဲ့1.694နဲ့ပေါ့နော်သူတို့နှစ်ခုဆိုလို့ရှိရင်တကယ်တော့နည်းနည်းတော့တူပဲဒါပေမဲ့သူကနည်းနည်းပိုကြီးတယ်နော်တကယ်တော့အဖြေကတော့ပါသူက00ဖြစ်နေတယ်ဘာမှမရှိရင်သူက00အဲ့တော့သူကကျတော့01ဆိုတဲ့တောင်ပိုကြီးပါတယ်နောက်တစ်ခုကျတော့1.4နဲ့14.9နဲ့ 14.988 နဲ့အဲ့နှစ်ခုမှာဆိုရင်ဘယ်သူကပိုကြီးလဲဆိုတော့ 14.988 ကပိုကြီးဘာကြောင့်လဲဆိုတော့ဒီ 14.9 ရဲ့နောက်မှာဘာမှမရှိ0ဟုတ်ပြီနော်သူ့မှာမရှိတယ်ဆိုတော့ h ဘယ်လိုပိုကြီးနောက်တစ်ခုကတော့ scientific notation ဆိုတော့လည်းစာတချက်ရှိကြဘူးကျတို့ဒီဓာတ်မရဲ့ရှိနေတဲ့တစ်လုံးနဲ့ထားမယ်ဒါကလည်းတစ်လုံးနဲ့ထားမှဖြစ်တဲ့အတွက်ကြောင့်အနောက်ကိုဓာတ်မနောက်ကိုရှိအဲ့တော့ဘယ်နဲ့ချမှရှိလဲ3နဲ့8နဲ့ချမှရှိတယ်အဲဆိုရင်ခေါ်ရမှာဓာတ်မကအနောက်ကိုတစ်နေရာ3နေရာ4နေအဲတော့ 3.81 ဓာတ်ပါပါနောက်ကိုရှိတော့ကြောင့် -2 ဖြစ်တယ်Exam 6ကတော့သူကရှိတဲ့ဟာကိုသင်ပြမှာရှိတဲ့ဟာကို decimal နော်အဲ့တော့ decimal ပုံသင်ပြခိုင်းတယ်အဲ့ scientific notation ကိုကျ decimal ပုံသင်ပြမယ်သင်ပြတဲ့အခါကျရင် 1.9 ဒီကမှာ -6 ဆိုရင်ကျတော့ကတစ်လုံးလျှော့လိုက်တယ်အဲ့တော့အရှိမ3က5လုံးပေါ့နော်3လုံး5လုံး1 9ဒါဆိုရင်သူရဲ့ decimal ပုံသင်ဟောဒီမှာဒါလေးကို scientific notation လေးပါဆိုရင်ကျတို့ဒီ game ပြည့်ဆိုရင်သူ့ရဲ့နောက်ဆုံးမှာပါရှိတဲ့ဓာတ်သမရှိတယ်။အဲ scientific လို့ပြောတဲ့ဓာတ်သမဒီဘယ်လောက်ဖြစ်သွားလဲဆိုတော့1 and 9နဲ့ကြားမှာ။နောက်ထပ်မှာတော့ဘယ်နေရာရွှေ့မယ်တော့ကြာနော်။တစ်နေရာ2နေရာ3နေရာ9နေရာရွှေ့တယ်9နေရာရွှေ့အဲတော့ 1.975 into 10 power 9နေရာအကျိကိုသွားတယ် plus 7နော်အဲ့တော့နောက်ခုကကျေတို့က10 power 4အဲ့ဒါကိုကျွန်တော်ဒီကိန်းမြေပုံစံပြန်ပြပေးတာအပြင်နောက်ပြီး decimal form ပေါ့နော်10 power 4ဆိုတော့နောက်မှာဒီနေ့တော့ထည့်လိုက်ရင်အဲ့တော့ဒီ scientific notation လေးတွေနဲ့ how you write the number နော်အဲ့ဒါလေးတော့ဒီ exercise ပြီးနောက်ခုကဒီဟာလေးကလည်းအမြောက်နော်အမြောက်ကိုအစားတယ်ဒီမှာဆိုရင်ကျေတို့က 5.18 နဲ့ 0.2 နဲ့ဆိုရင်ကျေတို့ဒီပုံမှန်အတိုင်းပဲ2နဲ့မြောက်ပုံမြောက်တယ်ဒီမှာဓာတ်သမနောက်မှာဘယ်နှနေရာလဲဆိုတစ်နေရာ2နေရာ3နေရာအဲ့ဒါဒီကျေဒီဓာတ်သမကိုတစ်နေရာ2နေရာ3နေရာပြန်ဖြတ်ပေးရတယ်အဲ့တော့အဖြေဒီ 1.036 အဲ့တော့ဒီနှစ်ခုမြောက်ရင်လည်း62နဲ့99ပဲချိန်ပြီးမြောက်ပါတယ်ဒါပေမဲ့ဓာတ်သမဘယ်နှနေရာဖြစ်ရမလဲဆိုတော့ကြည့်လိုက်ရင်1 2 3 4 5 6 9ခြေဒီ9လုံးဖြစ်ရအဲ့တော့ဒီနောက်ကစရည်တယ်ဒီမှာတစ်လုံးနှလုံးသုံးလုံး၄လုံးပဲရှိတယ်ဒီခြေတကယ်ဖြစ်ရမှာ9လုံးအဲ့တော့5လုံး6လုံး9လုံးအဲ့တော့မှဟုတ်တယ်နော်ဒီကတော့တစ်လုံးနှလုံးသုံးလုံး၄လုံး5လုံး6လုံး9လုံးဆိုတော့ဒီခြေအထိအားရမှာလည်း0.00061338ရဲ့နောက်ကဒီခြေတို့ decimal ကိုစားမယ်decimal ကိုစားရင်4နဲ့ပဲစားမှကျကိန်းပြေ4နံပါတ်နဲ့ပဲစားပုံမှန်တိုင်းပဲကိုစားလိုက်ဘူးပဲဒါပေမဲ့ decimal ကို decimal နဲ့စားဒါမှမဟုတ်ကိန်းပြေကို decimal နဲ့စားမယ်ဆိုရင်အဲ့လိုလုပ်ရမယ်အဲ့တော့ဒီကျတို့ဒီ ခေါ်ရမှာဆိုရင်18ကိုမှကျွန်တော် 1.4 နဲ့စားပါလို့ပြောပြောတဲ့အခါကျတော့ 1.2 ကိုလို့မရတော့ 1.4 ကိုကျဘာနဲ့မျှအောင်လဲ
10နဲ့မြောက်10နဲ့မြောက်တော့အောက်ကို10နဲ့မြောက်တော့ဟိုလည်း10နဲ့မြောက်တယ်ဒါကြောင့်ပေါ်ပြီး180ဖြစ်သွားတယ်အောက်က15ဖြစ်တော့အဲ့နှစ်ခုကိုစားလိုက်တော့မှဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ decimal by decimal ကိုမှ decimal နဲ့စားအဲ့လိုပဲမှာဆိုရင်0.021အောက်က0.03နော်အဲ့ဒီချက်တို့ဒီအောက်ကဟာရဲ့စီမံကိုစားလို့မရဘူးအဲ့တော့သူ့ကိုကိန်းကြီးပြန်ကြောင်းအဲ့တော့သူ့ကိုကိန်းကြီးပြန်ချက်တရားနဲ့ညအောက်ကိုတရားနဲ့ညနေအပေါ်ကိုလည်းဒီလိုချက်အဲ့တော့အောက်က3ဖြစ်သွားတယ်ဟိုကဒီ102.1ဖြစ်သွားတယ်အဲ့တော့စားလိုက်ရင်34ဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ဒီချက်တို့ဒီ decimal ပေါ့နော်decimal ကိုသူကဒါကတော့ကလေးတို့ပြောထားတာပြော by hand ဆိုလက်နဲ့တွက်ပါပြီးတော့မှ calculator နဲ့စစ်ပါဆိုပြီးတော့ပြောတာနော် GE နိုင်ငံစာဗီဒီယိုလေးကိုဆက်လက်လေ့လာဖို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်